ဒရိစံတွေကိုအသက်ပြန်သွင်းတဲ့အလုပ်လုပ်ကိုင်နေတဲ့ရုပ်လုံးပညာရှင်ဒရိစံဆိုတာလူစကားနားမလည်ဘူးဆိုပေမဲ့လည်းလူသားတွေအတွက်များစွာအထောက်အကူပြုတယ်လို့သတ်မှတ်ထားကြတာပါ။ဒါကြောင့်မို့လဲလူတော်တော်များကဒရိစံတွေကိုအဖော်မွန်အဖြစ်မွေးတတ်ကြချစ်တတ်ကြပါတယ်။အချိန်တန်လွန်ဖြစ်စေမတော်တဆဖြစ်စေကွယ်လွန်သွားတဲ့အချိန်မှာတော့ယူကျိုးမရအောင်ဝမ်းနဲ့ကြေကွဲတကြတဲ့သူတွေများစွာလည်းရှိပါတယ်။ဒီလိုလူတွေအတွက်ကိုချေရတဲ့အကောင်ကိုဘေးနားမှာနှစ်ပေါင်းများစွာထားရှိလို့ရအောင်ဖန်တီးပေးနေသူကတော့ဦးမျိုးနိုင်ဖြစ်ပါတယ်။ဦးမျိုးနိုင်ကအဆုံးပါသွားတဲ့အကောင်လေးတွေကိုတက်ရှိထင်ရှားရှိနေခဲ့တဲ့ပုံစံအတိုင်းရုပ်လုံးသွင်းပေးတဲ့အလုပ်ကိုလုပ်ကင်နေသူပါ။ဦးမျိုးနိုင်ကအဆုံးပါသွားတဲ့တီလေးတွေကိုအသက်ရှိနေစဉ်ကပုံစံအတိုင်းတူနေအောင်ရုပ်လုံးဖော်ပေးနိုင်တာဖြစ်ပါတယ်။ဦးမျိုးနိုင်ရုပ်လုံးဖော်ထားတဲ့တီလေးတွေကိုကြည့်လိုက်ရင်တကယ်အစစ်တိုင်းထင်ရတာကြောင့်လူတိုင်းလိုအံ့ဩသွားရတဲ့အထိဖြစ်ရတာပါတကယ်လို့တင်ကဆုံးပါသွားတဲ့တင်သိချရတဲ့အကောင်လေးတွေရှိရဲဆိုရင်တကယ်လို့ရုပ်သုံးသွင်းကျင်နေဆိုရင်တော့ဆုံးပါပြီး24နာရီအတွင်းဦးမျိုးနိုင်စီပို့တာပေးရမှာပါဦးမျိုးနိုင်ကဆုံးပါသွားတဲ့တရိစံရဲ့ခန္ဓာကိုယ်ရဲ့ကလီစာတွေအသေးသားတွေကိုထုတ်ပစ်တန့်စင်ရပါတယ်ထုတ်ပစ်ပြီးသွားပြီဆိုရင်တော့ခန္ဓာကိုယ်ကိုတိုးမွေးစားတွေနဲ့ပုံဖော်ထည့်သွင်းမှာဖြစ်ပါတယ်အယိုးနေရာမှာတော့တန်ချောင်းကိုပိုင်းဖြတ်ပြီးလိုသလိုအသုံးပြုပေးတာဖြစ်ပါတယ်။ဒရိစနရဲ့အမွှေးတွေကိုတဘာဝအတိုင်းပုံမပြတ်ရှိစေဖို့ကိုတော့ကြောက်ချင်အမှုန့်ပယုံလုံးအမှုန့်တို့ကိုအသုံးပြုပြီးတော့ကြာရှည်ခံအောင်ထားရတာပါ။အိမ်မှာအလှဆင်ပြီးထားမှဖြစ်တာကြောင့်ပုတ်စီမဲ့အရာမှန်သမျှကိုခန္ဓာကိုယ်ကနေအသေးစိတ်ဖယ်ရှားပြရပါတယ်။ကြောက်ချင်တဲ့ပယုံလုံးကိုရုပ်လုံးသွင်းတဲ့နေရာမှာလက်ကမချမိအောင်ကိုအသုံးပြုရတာလည်းဖြစ်ပါတယ်။တရေနဲ့တီလေးတွေဖြစ်တာကြောင့်ရုပ်လုံးသွင်းတဲ့အချိန်မှာမပေါင်မပြေးအောင်လုပ်ရတာကထင်သလောက်မလွယ်ကူနေခဲ့ပါဘူးရုပ်လုံးသွင်းပညာရက်ကအသေးစိတ်လုပ်ကိုင်ရတာဖြစ်တယ်လို့ခွဲစိတ်ဖြတ်ထုတ်ရတာတွေပါဝင်တာကြောင့်အရေးကြီးဆုံးအချက်ကတော့မကြောက်တတ်ဖို့နဲ့မယွန်တတ်ဖို့လိုအပ်ပါတယ်ဦးမျိုးနိုင်ရဲ့တီလေးတွေကိုရုပ်လုံးသွင်းပေးတဲ့စွမ်းရည်ကအရန်ကိုလက်ရမြောက်တာကြောင့်လူတိုင်းလိုမချီးကျူးပဲမနေနိုင်ပါဘူးမဆုံးပါခင်ကပုံစံအတိုင်းတူအောင်လုပ်နိုင်တယ်လို့ကြည့်လိုက်တာနဲ့အသက်ရှိရဲ့အကောင်တကောင်လို့တိတာထင်သာစေနိုင်တယ်ရုံလုံးပညာရှင်ဦးမျိုးနိုင်ကအခုလိုလောက်ကင်လာတာဆိုရင်တော့25နှစ်နီးပါးရှိသွားပြီဖြစ်တာကြောင့်ပညာရေးလည်းအရန်ကိုစုံလင်နေသူတူပါကြက်တကောင်ကိုရုံလုံးသွင်းမယ်ဆိုရင်45မိနစ်သာအချိန်ယူရပြီးတော့ခွေးလေးတွေကြောင်လေးတွေတကောင်ဆိုရင်တော့3ရက်သာအချိန်ယူပြီးတော့လှုပ်ဆောင်ရပါတယ်ချောသွေးတာရဲ့အချောတက်တာရဲ့အပီးစည်းဆိုရင်တော့10ရက်လောက်အချိန်ယူရမှာဖြစ်ပါတယ်ရုပ်လုံးသွင်းတဲ့ကောင်းကျိုးအနေနဲ့ကတော့တရေလိုက်စားတဲ့သူတွေလည်းနေပါသွားပြီးတော့မိမိချက်တဲ့တီလေးကိုဘေးနားမှာအယုတ်ပုံစံနဲ့နှစ်30အထိထားရှိနိုင်မှာဖြစ်ပါတယ်။ရုပ်လုံးပညာရှင်ဦးမျိုးနိုင်စီမှာရုပ်လုံးသွင်းကျင်တယ်ဆိုရင်တော့မင်္ဂလာတောင်မြို့နယ်ရန်ကုန်ဒရိစံဦးရင်ဝန်တန်းလိုင်း3အခန်း1မှာတွားရောက်ပြီးတော့ပြုလုပ်နိုင်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ဆုံးပါသွားတဲ့တီလေးတွေကိုရုပ်လုံးသွင်းကျင်လားဆိုတာကိုပရိသတ်ကြီးရဲ့အမြင် comment လေးထဲမှာပြပြပေးခဲ့ပါဦး။အဆုံးထိကြည့်ရှုပေးလို့လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။